ရွှေညံတော်ဆူရောက်တဲ့ကလေးတယောက်ကိုမွေးစားလိုက်လို့ဘဝတွေပြောင်းလဲသွားတဲ့လင်မယားဒီကမှာတော့ Foster ဆိုတဲ့ဇာတ်ကားလေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Alex နဲ့ Zoe Morrison တို့ဟာကလေးရဖို့ခက်ခဲနေတဲ့အိမ်အောင်ရှင်လင်မယားနှစ်ယောက်ဖြစ်ပါတယ်။အကြောင်းအရာရေရာမရှိပဲအခုလိုကလေးမရတာကြာလို့ဖန်မြွန်တရေသားထည့်ဖို့စဉ်းစားကြပါမယ်။ဒီနေ့ကအတော်ဈေးကြီးတာမို့ Zoe ကကလေးမွေးစားဖို့စိတ်ကူးပါတယ်။ Alex ကတော့တိတ်တဘောမကြပါပဲကလေးစောင်းရှောက်ရေးကိုသွားကြည့်မဲ့အကြံကိုလက်ခံလိုက်ပါတယ်။ Mrs. Lang ကတော့စောင်းရှောက်ရေးကမျိုးသမီးကြီးဖြစ်ပြီးအစတည်းကသူတို့နှစ်ယောက်ကိုကလေးရှိပြီးသားလားပြီးတော့ဇိုဝင်ကအရင်ကတော့ရှိခဲ့ဘူးတီအောင်ဖြေခဲ့လိုက်ပါတယ်ဒီလိုနဲ့ကလေးဆောင်ရှော်ရင်းနဲ့လိုက်ပြတဲ့အခါမှာဇိုဝင်ကသူမတို့ကိုပြုံးပြတဲ့ထူးဆန်းတဲ့ပုံစံနဲ့ကောင်လေးကိုတတိထားမိသွားပါတယ်နောက်တော့ကလေးတွေရဲ့နေစဉ်လုပ်ငန်းတွေအကြောင်းပြောပြပြီးသူတို့လင်မယားကိုလည်းဘာလို့လုပ်လဲမေးတော့နေရာစလုံးကစီးပွားရေးသမားတွေဖြစ်နေပါတယ်အဲလစ်ကဖခင်စီကနေအယုတ်ကုမ္ပဏီတစ်ခုကိုအမွေရထားပြီးတော့ဇိုဝင်ကတော့ကလေးစာပေတွေရောင်းတဲ့စာအုပ်ဆိုင်ပိုင်ရှင်တယောက်ပါအိမ်မရောက်တဲ့အခါမှာအဲလစ်ကတော့မစိုးလာဘူးပြောပေမဲ့ဇိုဝင်ကထပ်စင်းစားဖို့တွေးပါတယ်ဇိုဝင်ရဲ့စာအုပ်ဆိုင်ထဲမှာဇိုဝင်အမေဒိုင်းအန်ဟာကလေးတွေကိုစာအုပ်လေးတအုပ်ဖတ်ပြနေပါတယ်အဲ့ဒီစာအုပ်ဟာဇိုဝင်ရေးထားတာဖြစ်ပြီးဇိုဝေကတော့ကလေးတွေနဲ့အနှဲငယ်စိမ့်နေတရားရှိနေပါတယ်ဒီလိုနဲ့ဇိုဝေအိမ်မှာရှိနေချိန်တကားတန်ကြားလို့ထွက်ကြည့်လိုက်တော့ကလေးဆောင်ရှောက်ရေးမှာသူမတို့တွေ့ကြရတဲ့ကောင်လေးဖြစ်နေခဲ့ပါတယ်တကယ်တော့သူမတို့ဟာဒီကောင်လေးကိုမွေးစားလိုက်ပြီးဖြစ်ပြီးကောင်လေးကသူ့ကိုယ်သူအီလိုင်းလိုမိတ်ဆက်ကဇိုဝေလက်ထက်ကိုစာရွက်တချို့ထည့်ပြီးကလေးမွေးစားခြင်းဟာအချိန်ခဏအတွင်းအောင်မြင်ပြီးစီးပြီးဖြစ်ကြောင်းနဲ့သူဟာသူမတို့ရဲ့သားဖြစ်သွားပြီဖြစ်ကြောင်းပြောလာခဲ့ပါတယ်ကောင်လေးကရောက်တာနဲ့နှုတ်တစ်ခွက်တောင်းပြီးကတ်တုံးဖွင့်ထားတာကိုလည်း CNN သတင်းကြည့်မယ်ဆိုပြီးတော့ပြောင်းခိုင်းပါတယ်ကောင်လေးရဲ့အပြုမှုတွေကထူးဆန်းနေတာကြောင့်Alex ကိုတိတ်တိတ်ကလေးဖုန်းဆက်ပြီးအကျိုးကြောင့်ပြောပြလိုက်ပါတယ်။ Alex ပြန်ရောက်လာတော့အီလိုင်းကအိတ်နေပြီဖြစ်ပြီးဇိုဝင်ကသူမ Mrs. Lang တို့ကိုဖုန်းဆက်ထားပေမဲ့ဘာမှပြန်မဆက်တယ်လာဘူးလို့ပြောပြလာပါတယ်။ဒီလိုနဲ့ Mrs. Lang စီသွားကြတော့အမျိုးသမီးကြီးကနေမကောင်းဖြစ်နေတာကိုသိလိုက်ရပါတယ်။ Lang ရဲ့ညီမဖြစ်သူဂျင်းတော့ရှိနေပေမဲ့သူမကဒီကိစ္စအကြောင်းသေချာမသိတာမို့ကူညီနိုင်ဖို့ရမရှိကြောင်းနဲ့ Lang နေပြန်ကောင်းတာနဲ့ပြောပြလိုက်ပါမယ်လို့ပြောလာပါတယ်။ Morrison တို့လည်းရွေးစရာမရှိတော့တဲ့အဆုံးကောင်လေးကိုခေါ်ထားဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်။အပြန်လမ်းမှာ Alex ကရုတ်တရက်ထပြီးစိတ်ဆိုးနေဖို့ပေါ်နေပြီးအီလိုင်းကသူ့မိဘတွေကိုစိတ်ပျော်စေဖို့တခြင်းဖွင့်လိုက်ပါတယ်ဒီလိုနဲ့ဇိုဝေလည်းပျော်သွားပြီးအီလိုင်းလည်းဝမ်းမြောက်သွားပါတယ်အိမ်မရောက်တော့ဇိုဝေကအီလိုင်းအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအနောက်တိုင်းဝတ်စုံအပြည့်နဲ့ neck တိုင်းတွေကိုသာတွေ့လိုက်ရပါတယ်အီလိုင်းကအခုမှအသက်9နှစ်ပဲရှိသေးပေမဲ့ဝက်ပုံစားပုံကစီဝိုင်းသမားတယောက်လိုအယောင်းဝင်တိုင်းလိုဖြစ်နေတာပါအဲ့ကနေသွားတိုက်ပြီးထွက်လာတော့လဲသွားကျမ်းမာရေးထောက်ကူပစ္စည်းတွေမရှိလို့လူကြီးတွေကိုပစည်းပစက်များပါတယ်စာအုပ်စင်သွားပြီးစာအုပ်ယူပြန်တော့လဲone and page လို့စာအုပ်ကြီးတွေမလာလို့ဇိုဝင်ကကလေးအိယာဝင်စာအုပ်တွေဖတ်ပြီးနောက်တော့သူမပဲကျမ်းပေါ်အိပ်ပျော်သွားလို့ကလေးကသူမကိုပြန်သိလိုက်ရပါတယ်မနေ့အိယာနိုးတဲ့ချိန်မှာ Alex ကယုံသွားမယ်ပြောပြီးအကျွေးရှင်စီရောက်နေခဲ့ပါတယ်အကျွေးရှင်က Alex အပေါင်ထားတဲ့ကုမ္ပဏီစာချုပ်နဲ့တခြားအကျွေးပေါင်း16000အကြောင်းကိုပြောပြတော့စင်ញင်နဲ့အလုပ်ကိုပဲဆက်လာခဲ့လိုက်ပါတယ် Alex အဖေလက်ထက်ကလေးကအလုပ်လုပ်ခဲ့တဲ့တွန်ဆိုသူအဖိုးကြီးကလာစာကိစ္စကိုလာပြောပြန်ပါတယ်ဒါသူဒီမှာလှုပ်လှုပ်လာခဲ့တဲ့250အတွင်းမှာပထမဆုံးလာကမရတဲ့အချိန်ဖြစ်ပြီး Alex ကတော့စီးပွားရေးကြတာကိုပဲအကြောင်းပြပြီးအဆင်ပြေသွားပါလိမ့်မယ်လို့ဖြေလိုက်ပါတယ်။အိမ်မှာတော့အီလိုင်းဟာပိတ်ထားတဲ့အခန်းတစ်ခန်းရှေ့ကိုရပ်နေခဲ့ပါတယ်။အီလိုင်းကဒီဟာဘာအခန်းလဲမေးတော့ဇိုဝီကဒါဟာအိမ်ခန်းတစ်ခန်းဖြစ်ပြီးဘယ်သူမှဒီထဲဝင်လို့မရအောင်ပြန်ပြေးပါတယ်။တာမီနှစ်ယောက်ပြင်ထွက်လမ်းလျှောက်ကြတဲ့အခါမှာလမ်းမှာအင်ဂျီယာမဲ့ဖိုးကြီးတယောက်နဲ့တွေ့ပြီးအဖိုးကြီးကစကားဆပြောဖို့လုပ်တော့ဇိုဝီကနေရခက်ပြီးမြန်မြန်သွားဖို့လုပ်ပေမဲ့အဖိုးကြီးကရအောင်ဆွဲထားပါတယ်။အဖိုးကြီးကအီလိုင်းကိုပန်းညံထဲမှာနတ်သမီးတွေရှိနေတယ်လို့ပြောပြီးဇိုဝီကိုလည်း2015ရက်ဆိုတဲ့ဒိတ်တစ်ခုကိုပြောပါတယ်ဇိုဝီကအဖိုးကြီးပြောတာကိုကြားပြီးအံ့ဩသွားကသူဘယ်လိုသိတာလဲလို့မေးတော့အဖိုးကြီးကသူဒီမှာနေနေတာကြားပြီးမို့သူမတို့မိသားစုကိုလည်းမြင်ဘူးနေတာဆိုပြီးတော့ပြန်ပြောပါတယ်နောက်တော့ဇိုဝီကသူ့မိနဲ့အီလိုင်းကိုမိတ်ဆက်ပေးပါတယ်ဒိုင်ယန်ကကောင်လေးရဲ့ပုံသဏ္ဍာန်ကိုကြည့်ပြီးတော့သဘောကျနေပေမဲ့ Alex ကဖုန်းဝင်လာတာမို့သူ့စီသွားဖို့ပြင်ရပါတယ်စက်ရုံကိုရောက်တော့အလုပ်သမားတွေအားလုံးလှုပ်ထွက်သွားတာကိုတွေ့လိုက်ရပြီး Alex ကစက်ရုံကဘလို့မှမဆယ်နိုင်တော့တဲ့အကြောင်းနဲ့အကျွေးနွန်ထဲမှာနေပြီဖြစ်ကြောင်းအကုန်ရှင်းပြပါတယ် Alex အဖေကြီးကတော့သူအနှစ်90တိဆောက်လာခဲ့တဲ့လုပ်ငန်းကြီးကိုသူသားလက်ထက်မှာ2နှစ်အတွဲဂျုံဂျုံကျသွားတာကိုသိရင်တော့အတော်လေးဝမ်းမြောက်သွားမှာပါ Alex နဲ့ Zoe တို့စကားပြောနေချိန်အီလိုင်းကကုမ္ပဏီကထုတ်တဲ့ဟယ်လီကော်ပတာအယုတ်အကြောင်းပြောပြဖို့လုပ်ပေမဲ့ Alex ကသူ့ကိုလက်လျူရှူပြီးတော့ပြောချင်တာတွေပဲဆက်ပြောနေတာမို့သူလည်းလက်လျှော့သွားပါတယ် Zoe ကလည်းအပေါင်စာချုပ်ကိစ္စသိပြီးတဲ့နောက်မှာ Alex ကိုစိတ်ပြက်ပြီးတော့အိမ်ပြန်သွားပါတယ်အဲ့ဒီညမှာတော့ Zoe ကအီလိုင်းကိုမနေ့ကျောင်းစားတက်ရတော့မယ်အကြောင်းပြောပြီးတော့အီလိုင်းကတော့သူမတို့အိမ်တော်ရေးအကြောင်းကိုသူ့ကိုတိုင်ပင်လို့ရကြောင်းတခါတည်းရန်သစိမ်းတယောက်စီမှာရင်ဖွင့်လိုက်တာကကောင်းကြောင်းပြန်ပြောပြပါတယ်ဇိုဝီကအီလိုင်းဟာသူမတို့ရဲ့သားရင်မဟုတ်ပေမဲ့သစိမ်းမဟုတ်ကြောင်းပြန်ပြောပြီးတော့သူမတို့အိမ်တော်ရေးပျော်ပျော်ရွှင်ရွှင်မရှိခဲ့တာအတော်ကြာပြီဖြစ်ကြောင်းပြောပြပါတယ်။ကျောင်းမှာတော့အီလိုင်းကအားလုံးကြားတဲ့တမှုထူးနေခဲ့ပါတယ်။နေ့လယ်ခဏနားကျင်ရောက်တော့ကျောင်းကခိုးထွက်ပြီးတက်စီငါးကသူ့ဖေဆက်ရုံကိုသွားပါတယ်။ Alex တော့ရုတ်တရက်ကြီးရောက်ချလာပြီးသူ့ကိုကုမ္ပဏီကျောင်းနေမိမှတ်ချက်တွေပေးနေတဲ့9နှစ်သားလေးကိုကြည့်ပြီးတော့လန့်သွားခဲ့ပါပြီ။အိမ်မရောက်တော့ဇိုဝီကဒီလိုလှုပ်လိုက်တာကိုစိတ်ဆိုးနေပေမဲ့ကောင်လေးကပန်းနဲ့စွာပဲညစာအတူတူစားဖို့ဆွဲလိုက်နိုင်ပြီးတရုတ်စားစာတွေလာပို့တဲ့ delivery ကလည်းရောက်လာတာမို့စပိုပြီးအဆင်ပြေသွားပါတယ်။အဲ့ကနေရောက်တော့ဇိုဝီအီလိုင်းကိုလာကြည့်ချိန်အီလိုင်းကမဝင်ရအခန်းထဲကဝုံဝုံရုပ်ကလေးကိုယူကဆော့နေတာကိုမြင်တော့ဇိုဝီကအီလိုင်းလက်ထက်ကအရုပ်ကိုယူလိုက်ပြီးတော့အဲ့ဒီခန်းထဲဘယ်တော့မှမဝင်ဖို့ပြောပါတယ်။
ညလေရောက်ပြန်တော့လေခုနှစ်နှစ်သားလေးကတယောက်တည်းညာအိတ်ဝတ်စုံနဲ့ပန်းချံထဲကိုထွက်သွားပြီးမစ္စတာဖောနဲ့သွားတွေ့ပါတယ်မစ္စတာဖောကိုနိုးပြီးတော့သူ့ဘဝအကြောင်းမေးကဘိုးကြီးကိုနှစ်သိမ့်စကားပြန်ပြောပေးပါတယ်ဘောကလည်းသူမိဘအသက်တွေအကြောင်းမေးတော့သူတို့ကချစ်ဖို့ကောင်းတဲ့ဇုံလဲတွဲပါလို့ပြန်ဖြေပါတယ်နောက်အိမ်မှာမစ္စတာဂျွန်မန်ဆိုသူဟာအဲလစ်တို့ဆေးရုံကိုလာပြီးယင်းနှီးမြှုပ်နှံမှုအကြောင်းကိုလာပြောပါတယ်တကယ်တော့ဒီလိုခေတ်မှာရှေးအောင်အရုပ်တွေထုတ်လုပ်တဲ့ကုမ္ပဏီမှာငွေရင်းဖို့ဆိုတာကအရင်တော့မရနိုင်မဲ့အခြေအနေပါမစ္စတာဘန်ကလည်းဒီလိုပဲတွေးတော့အဲလစ်ကမိတ်ဆွေဆက်ဆံရေးကိုထောက်ထားပြီးပြန်စဉ်းစားပါအောင်လို့ပြောပေမဲ့ဘန်ကလက်မခံပါဘူးနောက်တော့အဲလစ်ကသူ့ဖေရဲ့အုပ်ကူကိုသွားတဲ့အခါဘော့စ်ကရုတ်တရက်ကြီးကိုပေါ်လာခဲ့ပါတယ်ဘော့စ်ကအနီးနားအုပ်ကူတစ်ခုမှာပေါက်နေတဲ့နှင်းစီပန်းတွေကိုညွှန်ပြပြီးဒီလိုနေရာမျိုးမှာဒီလိုပန်းလာမျိုးပေါက်မယ်လို့ဘသူကယုံမှလဲလို့ပြောလာပါတယ်အဲလစ်လည်းအဲ့ဒါကြောင့်စိတ်တက်ကြသွားပြီးဇဝိစာအုပ်ဆိုင်ကိုဝင်ကအေးဆေးတဲ့ကမ်းလှမ်းချက်တစ်ခုကိုလုပ်ပါတယ်အဲ့ဒါကတော့အီလိုင်ကိုရင်ကားထက်အချိန်ပိုပေးမယ်ဆိုတာပါပဲနောက်ရက်မှာအီလိုင်ကိုဆေးရုံကိုခေါ်သွားပြီးအီလိုင်ကဟယ်လီကော်ပတာကိုစမ်းနေပါတယ်ဟယ်လီကော်ပတာဟာအရင်လိုအပေါ်ပြန်တာမျိုးမဟုတ်ပဲနေရာနဲ့ပြန်နိုင်နေပြီဖြစ်ပါတယ်အီလိုင်ကနေရာမော်ကတ်ထားတဲ့လီဂိုလိန်ပိုစတာကိုကြည့်ပြီးပြောလာတော့သူကအဲ့ဒီကိုသွားဖို့အချိန်မရှိလို့မရောက်ဖြစ်သေးဘူးလို့ပြန်ပြောလိုက်ပါတယ်နောက်တော့အီလိုင်ကိုတက်သားရုပ်တွေနဲ့ပြည့်နေတဲ့စတိုကန်ကိုလိုက်ပြပါတယ်ဒီရုပ်တွေဟာရင်ကအတော်လေးကိုလူကြိုက်များခဲ့ပေမဲ့ဒီချိန်မှာတော့စိတ်ဝင်စားခြင်းခံရမှုလျော့သွားခဲ့ပါပြီလူတိုင်းဟာလျှက်စစ်နဲ့လှုပ်ထားတဲ့ရုပ်တွေကိုသာစိတ်ဝင်စားနေကြတာဖြစ်ပြီးတော့အီလိုင်ကတော့အဲ့ဒါတွေကကျိုးလေပဲ့လွယ်တာမို့အားလုံးကအမိုက်တွေပဲလို့ပြန်ပြောရှာပါတယ်အဲလစ်နဲ့သူတွင်းနဲ့တစ်ထပ်တည်းကြာနေတဲ့သူ့ကိုယ်ပွားလေးကိုတွေးလိုက်ရလို့အားလုံးကိုထောက်ခံပြီးတော့စကားစီမီပြောကြပါတယ်အီလိုင်ကသူတို့တွေတကယ်မိသားစုတွေလို့အပြင်တူတူပို့သွားပြောကြတယ်တူတူပို့လို့တင်တယ်လို့ပြောလာတဲ့ခါမှာတော့အဲလစ်ကသွေးတဲ့အဖေတယောက်အသွင်ပြောင်းသွားပြီးလောလောဆယ်သူ့မှာအလုပ်တွေများကြီးရှိနေသေးတယ်လို့ပြန်ပြောခဲ့ပါတယ်အီလိုင်ကသူပြောတာကိုနားလည်ပြီးအဲလစ်ကမွေးစားသားလေးကိုစူးချတဲ့အနေနဲ့ရုရှားရုပ်တရက်ကိုလက်ဆောင်ပေးလိုက်ပါတယ်ရန်နေငယ်ကြမှာတော့အီလိုင်ကဇိုဝီကိုအဲလစ်ကိုယုံသွားကြိုကြဖို့ပြောလာတာနဲ့သွားကြတဲ့အခါမှာအလုပ်စပွဲမှာအိတ်နေတဲ့အဲလစ်နဲ့တဲ့တဲ့ကိုတိုးခဲ့ပါတယ်အီလိုင်ကအဲလစ်ကိုမြန်မြန်ထသူတို့မှလှုပ်ရှားတွေရှိတယ်လို့ပြောတော့သူ့မှာလည်းလှုပ်ရှားတွေအများကြီးရှိတယ်လို့ပြန်ပြောပေမဲ့ခွေးတာကိုမိပြီးမို့ဘသူကမှမယုံကြပါဘူးအီလိုင်ကကားမပိတ်ခင်အမြန်သွားမှဖြစ်မယ်လို့ပြောတော့၃ယောက်သားထလာခဲ့ရပါပြီဆရာကြီးကနောက်ခန်းကနေ GPS နဲ့လမ်းပြနေခဲ့ပြီးဒီခီးကသူတို့ကိုမိုတီရစေမဲ့ခီးလို့မှတ်ယူတင်ကြောင်းနဲ့တရုတ်ကုမ္ပဏီထောင်ထားတဲ့ Alice အနေနဲ့ကိုပေါက်တဲ့တွေဝယ်သူတွေအကြောင်းလဲသိထားတင်တယ်လို့ပြောနေပါတယ် Alice ကတော့စိတ်ပြက်လက်ပြက်နဲ့ပဲသူ့အုံတော်ထဲမှာဘာမှမရှိတော့တဲ့အကြောင်းနဲ့သူဟာဗလာဖြစ်နေတာကြာပြီဖြစ်တယ်လို့ပြန်ပြောပါတယ်အီလိုင်ကအဓိပ္ပာယ်မရှိလိုက်တာဒါကခဏလေးပဲမကြခင်လေပြေလေးတွေလာမှာပါလို့ပြန်ပြောပါတယ်သူပြန်မဖြေခင်မှာပဲသူတို့သွားနေတာဟာလီဂိုလန်ဖြစ်နေကြောင်းသိလိုက်ရပါတယ်ဟိုရောက်တော့လဲယူလာရှောစီနေတဲ့နေရာမှာအဲလစ်ကအီလိုင်ကိုတယောက်တည်းစီးစီခြင်းပေမဲ့အီလိုင်ကဒီချိန်မှာသူ့ကိုယ်သူ9နှစ်သားလေးမို့လို့ပါညာပါပြောပြီးရအောင်ခေါ်သွားပါတယ်တရွဲကို2ယောက်ပဲစီးလို့ရတာမို့အီလိုင်နဲ့ဇိုဝီကတရွဲအဲလစ်နဲ့တခြားကလေးတယောက်ကတရွဲစီးကြပြီးအဲလစ်နဲ့အတူစီးတဲ့ကလေးကအဲလစ်ကိုဦးလေးခန္ဓာကိုယ်ကြီးကအရန်ကြီးနေတယ်ပြောလို့အဲလစ်လည်းသူလည်းတခြားလူတွေကိုမစီးဘူးပြောပေမဲ့ပြောမရလို့လိုက်စီးလိုက်ရတာပါလို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့၃ယောက်သားအချိန်တူတူကုန်တာများလာတော့အတော်လေးရင်းနှီးလာကြပြီးပျော်စရာလဲကောင်းလာခဲ့ပါပြီအဲလက်ဆိုကလေးတွေပြန်ပြီးတော့ driver လိုင်စင်ပါလိုချင်နေလို့ဝန်ထမ်းတွေလည်းစိတ်ညစ်နေကြပါပြီညနေပိုင်းရောက်တော့ရေခဲမုတ်တူစားဖို့လုပ်တော့တမယားနှစ်ယောက်စကားပြောပြကြပြီးဇိုဝီဆိုသူမတို့အိမ်ကမဝင်ရအခန်းလေးအကြောင်းကိုတော့မေးတဲ့လောက်ဖြစ်သွားတယ်ဆိုပြီးတော့ပြောလာပါတယ်အီလိုင်ရဲ့ surprise တွေဟာဒီမှာနေမပြီးသေးပါဘူးသူတို့နှစ်ယောက်ကို roller coaster စီးဖို့ဆွဲပြန်ပြီးအဲလစ်တယောက်မိုဒီတွေရကဇနီးချောလေးနဲ့အတူသူ့ရဲ့စကေးတွေကိုပြရင်းနဲ့ဒီခိုက်တံကိုပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းပါတော့တယ်။အဲဒီညမှာအီလိုင်ကခုနကဖတ်ပြပြီးသားအိယာဝင်ပုံမြင်တွေကိုပြန်ဖတ်ပြဖို့အဲလစ်ကိုကြည်ကြနေပြီးကောင်းလေးအိတ်သွားတဲ့နောက်မှာအဲလစ်ကဇိုဝီနာကပ်ပြီးတော့တောင်းပန်မှုစူးစမ်းခဲ့ပါတယ်။ဒီလိုနဲ့လမယားနှစ်ယောက်အဆင်ပြေသွားခဲ့ပြီးနှစ်ယောက်သားအဘွားတွေပေးကြပြီးတော့အီလိုင်ကတော့အဲ့ဒါကိုလာခိုးကြည့်နေခဲ့ပါတယ်။မနေ့မိုးလင်းတော့နှစ်ယောက်သားတန်းစင်ချိုချိုလေးတွေကိုကြားပြီးအိယာကနိုးလာခဲ့ပါတယ်။ဇိုဝီကအဲလစ်ကသူမတို့သားကိုလည်းစန်နီယာတီတင်ပေးဖို့လုပ်ခဲ့တယ်လို့ပြောတော့အီလိုင်ကတခြားသားတစ်ယောက်အကြောင်းကိုကြားလိုက်လို့အန်ဩသွားခဲ့ပါတယ်။အဲဒီမှာဇိုဝီကဓာတ်ပုံအယ်ဘန်အဟောင်းတစ်ခုထုတ်လာပြီးအီလိုင်နဲ့အသက်အရွယ်တူကောင်လေးတစ်ယောက်အကြောင်းကိုစာပြောပြပါတော့တယ်။သူနာမည်ကဆင်မီရယ်ဖြစ်ပြီးဇိုဝီကဆင်မီရယ်ရဲ့ပထမဆုံးဘောလုံးပွဲအကြောင်းဆင်မီရယ်အကြိုက်ဆုံးရေခဲမှုအရသာစသဖြင့်နဲ့ဆင်မီရယ်ဟာသူမတို့ရဲ့အလင်းရောင်နတ်သားလေးဖြစ်တယ်လို့ပြောပြပါတယ်။မုံရအခန်းကလည်းဆင်မီရယ်အခန်းဖြစ်နေပြီးအီလိုင်ကဘာဖြစ်ခဲ့တာလဲလို့ပြန်မေးလိုက်ပါတယ်။လွန်ခဲ့တဲ့2နှစ်သားမီးနှစ်ယောက်ဆင်မီရယ်အကြောင်းဘောလုံးပွဲကနေပြန်လာတဲ့အချိန်ကောင်လေးကကားတိုက်ခံခဲ့ရပါတယ်။အဲဒီကစားလို့အဲလစ်နဲ့ဇိုဝီတို့အိမ်တော်ရေးဟာပျော်ရွှင်မှုကင်းလာခဲ့တာဖြစ်ပြီးဒါတွေဟာလည်းသူမအမှားပဲလို့ဇိုဝီအခုလိုပြောပြနေတာကိုအဲလစ်ကလေကားကနေနားထောင်နေခဲ့ပါတယ်။နောက်တော့အီလိုင်ကိုဆင်မီရဲအုပ်ကိုစီကိုခေါ်သွားခဲ့ကြပြီးအဲဒီကိုရောက်တော့အဲလစ်ကချုံပွဲချကိုငိုကသူ့နှလုံးသားထဲမှာကူစားမရနိုင်တဲ့ဒဏ်ရာကြီးရှိနေပြီဆိုပြီးတော့ရင်ဖွင့်မြန်ပါတယ်။အိမ်မရောက်တော့ဇိုဝီကသူမတို့အဲ့ဒီခန်းကိုရှင်းပြသင့်ပြီလို့ပြောလာပြီးအဲလစ်ကလည်းထောက်ခံပါတယ်။ညရောက်တော့တယောက်တည်းပိုးဆုံးကြီးတွေနောက်ကိုလိုက်ရင်းနဲ့ပန်းချံထဲမှာမစ္စတာဘော့ကိုတွေ့လိုက်ရပါတယ်။ဒီဖိုးကြီးကိုတင်းတိုင်းမှာတစ်ခါတွေ့ဘူးထားတာမို့အဲလစ်ကသူ့ကိုယ်သူအေးအေးဆေးဆေးပဲမိတ်ဆက်ပြီးတဖြည်းဖြည်းနဲ့အယုတ်ကုမ္ပဏီထိပါစကားပေါက်သွားကြပါတယ်။ဘောကတစ်ခါတည်းမှာသစိမ်းတယောက်ကိုရင်ဖွင့်တာကလည်းကောင်းပါတယ်ဆိုပြီးနှစ်သိမ့်လာပါတယ်။ဒီစကားဘသူစီကနေလာတယ်ဆိုတာကတော့အတိအကျကြီးပါပဲ။ဒီလိုနဲ့ဆက်ကြရင်ဘာသာရေးယုံကြည်မှုတွေထိပါရောက်ကုန်က
Alice ကသူ့ဖျားသခင်ကိုယုံကြည်မရှိကြောင်းပြောပြီးတော့ပေါ်ကတော့အမြဲတမ်းလူတွေဟာပြစ်စုံပံမှာမနေတတ်ကြပဲနဲ့အတိတ်နဲ့အနာဂတ်ကိုပဲတမင်လင်ပြပြန်တွေးပူနေတတ်ကြတယ်လို့ပြောလာပါတယ်။တိုင်ယန်အပါဝင်မိသားစုမျက်နှာစုံညီညစာစားကြတဲ့အခါအီလိုင်းကသူတို့တွေပန်းချံထဲမှာနေတဲ့မစ္စတာဘောကိုတွေ့ဘူးကြလားလို့မေးလာပါတယ်။ Alice ကအဲ့ဒီဘိုးတော်ကလူထူးလူဆန်းကြီးပါကွာလို့ပြန်ပြောပြီးအီလိုင်းလက်ထက်ကရုရှားအယုတ်လေးကိုတွေ့တဲ့အခါမှာရုတ်တရက်ကြည်ကြံတစ်ခုရသွားပါတယ်။သူကကောင်လေးကိုမင်းက genius ပဲလို့ပြောလိုက်ပြီးကောင်လေးကလည်းအဲ့ဒါကိုလက်ခံပါတယ်။အဲ့နောက်မှာတော့သူလည်းဒီဇိုင်းတွေစဆွဲကကောင်လေးကိုသူ့စိတ်ယုံကိုခေါ်သွားပြီးပုံတွေကိုပြပါတယ်။အစားပိုင်းမှာတော့တခုမှအဆင်မပြေခဲ့ပေမဲ့အဲ့ဒါကြောင့်ပဲပူအာယုံဆိုင်စူးစမ်းဆက်လုပ်ဖြစ်တော့နောက်ဆုံးမှစိတ်ကြိုက်ဒီဇိုင်းတစ်ခုကိုရသွားပါတယ်။ဒီလိုနဲ့ထုတ်လုပ်မှုကိုပါစတင်လိုက်ကြပြီးဆက်သွယ်မှုတချို့လုပ်ပြီးတဲ့နောက်မှာတော့တာဖနှစ်ယောက်သားဟာလူလူစီကိုချပြဖို့အစဉ်သင့်ဖြစ်နေခဲ့ပါပြီ။ဒီကမှာတော့တော်မာရောက်လာခဲ့ပါတယ်။အီလန်ကအဖိုးကြီးရှိမမရက်ကဒီနေ့ဒီနေရာကို Alice မရောက်လာနိုင်တဲ့အတွက်တောင်းပန်နေပါတယ်။ဂျိုးဘန်စ်ကသူ့ပေါင်းမိတွေတောင်ဒီကလေးထက်အသက်ကြီးတယ်လို့ပြောတော့အီလန်ကထုံးစံတိုင်းပညာသားပါပါစကားတွေနဲ့ပြန်ချေပလိုက်ပါတယ်။အဲ့နောက်မှာတော့တွန်ကပစ္စည်းတက်ကိုကိုင်းကအခန်းထဲဝင်လာခဲ့ပါတယ်။သူတို့ထိုးလို့လိုက်တာဟာအထဲမှာအယုံ9ယုတ်ပါတဲ့လျှက်ဝက်စမ်းကျဲတက်တာလေးတစ်ခုဖြစ်နေပါတယ်။ဘန်စ်ကဘာယုတ်တွေလဲလို့မေးတော့အီလိုင်ကပြောလိုက်ရင်ဘယ်လျှက်ဝက်စမ်းကျဲဘာတော့မလဲဦးရဲ့လို့ပြန်ဖြေပါတယ်။ဘိုးတော်ကဒီမှာလည်းမရသေးပဲသူတို့ဘာဝယ်နေမှန်းအောင်သူတို့မသိကြရင်ဝယ်သူတွေကဘလို့လို့ဝယ်တော့မလဲလို့ပြန်ပြောတော့အုပ်စုတွေကဖိုးကြီးတယောက်ကလျှက်ဝက်စမ်းကျဲတက်တာမို့လို့ကိုမသိရမှလေလို့ပြန်ဖြေပါတယ်။အဲ့ဒီမှာလည်းဂျပန်လုပ်ငန်းရှင်တယောက်ကအဝယ်အော်ဒါတွေအများကြီးကိုစတင်လိုက်ပြီးတခြားသူတွေကလည်းလိုက်တင်ကုန်ကြပါတယ်။ဘန်စ်ကတော့ကျင်းတဲ့ပုံမရသေးပေမဲ့လိုက်တင်လျာတင်လေးနေလိုက်ပါတယ်။နောက်တော့အောင်ပွဲကျင်းပဖို့ရန်အတွက်၃ယောက်သားပျော့ပျော့အေးအေးသွားစီကဘောလုံးလဲအတူတူကန်ကြပါတယ်။ဘောလုံးကန်နေရင် Alice ကအီလိုင်ကိုသူ့ကိုဖေလို့ပဲခေါ်ဆိုပြီးတော့ပြောတော့ဇိုဝင်ကအံအားတင်သွားပြီးအီလိုင်ကတော့ခေါင်းညှိပါတယ်။ဒီလိုနဲ့အီလိုင်တယောက် boss ကိုညဘက်ကြီးသွားနှိုးပြန်ပါပြီ။ boss ကတရင်ကောင်းအတွက်ဝမ်းသာနေပြီးခေါင်းလေးကတော့သူ့မှာလှုပ်ရှားနောက်တစ်ခုရှိနေသေးကြောင်းပြောပါတယ်။နောက်တစ်နေ့မနက်မှာတော့ Morrison တို့boss ကိုလာရှာပြီး Alice က Christmas အတွက်ဖိတ်ပါတယ်။ Christmas မှာ Alice နဲ့ Elaine တို့ရဲ့လျှက်ဝက်စမ်းကျဲတက်တာလေးဟာစိုင်းတိုင်းလိုလိုမှရှိနေတဲ့အထိအတော်လေးကိုလူကြိုက်များနေခဲ့ပြီးကလေးတွေဟာလည်းအတော်သဘောကျနေကြပါတယ်။ Alice သဘောကျဆုံးကတော့သူတို့ကတက်တာတွေကိုပဲလုံးရပြီးအရင်ကဘယ်သူမှမဝယ်ကြတဲ့အယုတ်တွေကိုတက်တာတွေထည့်လိုက်လို့ရတာကိုပဲဖြစ်ပါတယ်။နောက်နေ့မှာတော့ Mr. Bob ကိုအရင်ရေမိုးချိုးခိုင်းလိုက်ပြီး Alice ကတော့ Elaine နဲ့ဖွဲ့ကြနေခဲ့ပါတယ်။ Mr. Bob ပြန်တဲ့အခါမှာလည်းဇိုမီကပတ်စံတချို့လက်ထဲထည့်ပေးကဘောကငင်းပေမဲ့ဇိုမီကထပ်ပြီးရှင်ဒီလိုစိုးစုံနေမကြုံခင်ကတစုံတယောက်ရဲ့ချစ်ရတဲ့သားလေးတယောက်ဖြစ်ခဲ့မှာပဲလို့ဆိုပြီးပြောကဖြစ်အောင်လဲပေးလိုက်ပါတယ်။ညာရမဝင်ခင်မှာအီလန်ကဇိုဝီကိုနတ်တွေကိုယုံလာကိုတယောက်ယောက်ကဆောင်းမကြည့်ရှုပေးနေတယ်လို့တွေးလိုက်တာကလည်းကောင်းတဲ့အရာပါပဲလို့ပြောတော့ဇိုဝီကရှင်းလင်းတဲ့အဖြေတော့ပြန်မပေးခဲ့ပေမဲ့သူမကောင်းထဲမှာအတွေးတွေအများကြီးဝဲသွားခဲ့ပါတယ်။ဇိုဝီဟာ Alice အတွက် Christmas လက်ဆောင်အဖြစ်အားအသင်းစရာလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့ဒါပါပဲ။ Christmas နေ့နဲ့မှာတော့နှစ်ယောက်သားဟာအီလိုင်ကိုညီလေးသို့မဟုတ်ညီမလေးအကြောင်းပြောဖို့စိတ်လှုပ်ရှားနေခဲ့ပါပြီ။ဒါမဲ့ကလေးဆောင်ချောင်းရေးကေဟာကဂျင်းကဖုန်းဆက်လာပြီး Mrs. Land နေကောင်းနေပြီဖြစ်ပြီးသူမတို့အရေးတကြီးဆွေးနွေးရမယ့်ကိစ္စတစ်ခုရှိကြောင်းပြောလာခဲ့ပါတယ်။တကယ်တော့သူမတို့ဂျင်းနဲ့ပြောခဲ့တဲ့စာရီဖိုင်တွေဟာဘယ်တော့မှမရှိခဲ့တဲ့ကလေးတယောက်အကြောင်းတွေပဲဖြစ်ပါတယ်။ဆိုလိုတာက Alice တို့မွေးစားတယ်ဆိုတဲ့အီလိုင်လေးကတကယ်တော့အပြင်လောကမှာတကယ်ရှိနေတာမဟုတ်ပါဘူး။အပေါ်ထဲမှာလည်း Alice ကအီလိုင်ကိုသွားနှိုးတဲ့အခါစာလေးတစ်စောင်ကိုသာတွေးလိုက်ရပါတယ်။ဒီကုန်းလင်းသွားတော့က driver လိုင်စင်ကပုံဟာလဲတကယ်ရှိမနေပဲနဲ့အကုန်ဗလာဖြစ်လို့နေပါတယ်။တကယ်တော့ဇိုမီလည်းဖြစ်ခဲ့တဲ့မြကိုသဘောပေါက်သွားပါပြီ။အီလိုင်ရောမစ္စတာပေါ်ရောဟာလူစစ်တွေမဟုတ်ကြပဲနဲ့သူတို့ကိုကူညီဖို့ရောက်လာတဲ့နတ်သားတွေဖြစ်ကြောင်းသိလိုက်ရပြီးအီလိုင်ကစာထဲမှာသူတို့ရဲ့ကျင်နာမှုအတွက်ကျေးဇူးတင်ကြောင်းနဲ့တာယာပျော်ရွှင်ဖွယ်ရဘဝလေးရပါစေလို့ဆုတောင်းထားကြောင်းလည်းရေးသားထားခဲ့ပါတယ်။စာထဲမှာမွေးလာမဲ့ကလေးနဲ့ပတ်သက်တဲ့တဲလွန်စာလေးတစ်ခုတောင်ပေးခဲ့ပါသေးတယ်။ကလေးလေးကမိန်းကလေးပါ။ဒါကတော့2011ခုနှစ်အတွက် Foster အမည်ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Morrison မိသားစုနဲ့နတ်သားနှစ်ပါးအကြောင်းမှာဒီရုပ်ရှင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်လည်းဗီဒီယိုကောင်းလေးတွေကိုတင်ဆက်ပေးသွားပါဦးမယ်ဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ